brand awareness ကတော့ရည်ရှည်ရမ်းမှာဖြစ်ပါတယ်ဒီလိုမျိုးပဲ brand awareness ရော sales ရောတွဲရမ်းမှာဖြစ်ပါတယ်ကျွန်တော်တို့ client တွေနဲ့တွေ့ကြုံမှုရဲ့အဖြစ်အပျက်လေးတစ်ခုကို sharing လုပ်ချင်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ဒီ client တွေကိုကျွန်တော်တို့ကဒီ client အသစ်တွေဆိုရင်သူတို့ budget 3နိုင်သလိုဒီ digital book တွေပေါ့နော် awareness stage မှာလုပ်လို့ရတဲ့ placement တွေပေါ့နော် digital book တွေဆိုတာတော့ကျွန်တော်တို့ shopping mall တွေမှာတွေ့ရတဲ့ဒီ book လေးပေါ့နော် book လေးတွေမှာကြော်ညာဖို့အတွက်ကျွန်တော်တို့ suggestion ပေးရပေါ့နော်ဒါပေမဲ့ client ဘက်ကကျတော့ဘယ်လိုမျိုးတွေးလဲဆိုရင်ဒီလို book တွေကိုထောင်နေမဲ့အတူတူပေါ့နော်ဒီလို shopping mall တွေမှာသူတို့ကဒီအယောင် counter တွေဖွင့်မယ်ဆိုပြီးတော့ကျွန်တော်တို့ကိုပြောပြရဲပေါ့နော်အဲ့လိုမျိုးလေးဖွင့်လိုက်လို့ရှိရင်ပို့ပြီးတော့မကောင်းလားပေါ့နော်ဆိုတော့ဒီလိုမျိုးလေးကျွန်တော်တို့တစ်ချက်ပြောပြပေးရပေါ့နော်ဒါပေမဲ့တကယ်တမ်းဆိုရင်တော့ကျွန်တော်တို့ကဒီ counter တွေအယောင် counter တွေသွားဖွင့်မယ်ဆိုရင်လည်းကျွန်တော်ရောင်းအောင်မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုရင်ဒီ brand ကိုမသိသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဆိုတော့ဒီstage တွေကမတူပါဘူးအယောင်ကောင်တာဖွင့်တဲ့ stage ကကြတော့ဒီ brand ကိုသိပြီးတော့မှဘယ်ဒီမှာဝယ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကလာဝယ်တာမျိုးရှိပဲပြီးလို့ရှိရင်ဒီ brand ကိုတွေ့ဘူးတဲ့ဒီကောင်တာလေးမှာတော့ငါဝင်ကြည့်လိုက်အောင်မယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်ပြီးတော့လာဝယ်ကြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က sales stage ကိုအယောင်အားတက်ချင်တဲ့ zone နဲ့ပေါ့နော် sales stage ကိုတန်းပြီးတော့သွားလို့မရပါဘူးဒီရှေ့တွေမှာဒီ brand ကိုသိဖို့အတွက်မှတ်မိဖို့အတွက်ပြီးတော့ယုံကြည်လာဖို့အတွက်အများကြီး stage တွေကိုဖြတ်ကျော်ရမှာဖြစ်ပါတယ်ဒီလို stage တွေအတွက် placement တွေကလည်းမတူသလို content တွေကလည်းမတူညီတဲ့ content တွေကိုဖန်တီးရမှာဖြစ်ပါတယ်ဒီ video ကြည့်နေတဲ့သူတွေလည်းခံစားမှုကြမှာပါကိုကဒီ brand ကိုတွေးလိုက်လို့ brand ကတခါမှမမြင်ဘူးဆိုလို့ရှိရင်ဒီပစ္စည်းဒါမှမဟုတ်ရှင်ဒီဝန်ဆောင်မှုကိုဝယ်ဖို့အတွက်တွန့်ဆုတ်နေတတ်ကြပါတယ်ဒီ brand ကယုံရပါမလားငါတခါမှတော့မတွေ့ဘူးပေါ့နော်တခါမှလည်းမကြားဘူးအဲ့လိုမျိုးဖြစ်လေဖြစ်တာရှိပါတယ်ဒီ brand ကိုကတွေ့ဘူးတယ်မြင်ဘူးတယ်ပြီးလို့ရှိရင်ဒီ brand နာမည်ကြီးရယ်ဆိုရင်ဝယ်ယူဖို့အတွက်သိပြီးတော့မတွန့်ဆုတ်တော့ပါဘူးဒီ brand ကကြားဘူးရယ်ဖြစ်တဲ့အတွက်ကြောင့်ဒီဝယ်ယူသွားတဲ့ပုံစံမျိုးရှိပါတယ်ဆိုတော့ brand awareness လည်းအရေးကြီးသလို sales convert လုပ်ဖို့လည်းအရေးကြီးပါတယ်ဆိုတော့ campaign တွေ run နဲ့ကြော်ညာတွေ run တဲ့အခါမှာကိုက objective တွေမှားယွင်းပြီးတော့မပြောမိဖို့အရေးကြီးပါတယ်ဆိုတော့ဘယ်လိုပုံစံမျိုးဖြစ်လေဖြစ်တာရှိလဲဆိုရင်ကျွန်တော်တို့ဥပမာဇလန်းတွဲပေါ့နော် series လေးတွေ marketing အတွက်ရိုက်မယ်ရိုက်ပြီးရိုက်မှာဖြစ်တဲ့အတွက်ကြောင့်တကယ်တော့ client ဘက်က sales ကိုလိုချင်တာပေါ့နော်ဒါပေမဲ့တကယ်တော့ဒီလိုမျိုး entertainment content လေးတွေရိုက်တာက awareness stage ပဲဖြစ်နေသေးတာပေါ့နော်ဆိုတော့ဘယ်လိုမျိုးလေးဖြစ်လေဖြစ်တာရှိလဲဆိုရင်ဒီ series တွေရိုက်ပြီးသွားတယ် post ဒီလို video တွေတင်လိုက်တယ်ပေါ့နော်တင်လိုက်တဲ့အခါမှာဘာဖြစ်လဲဆိုရင်ဗီဒီယိုတွေတော့လူကြည့်တာတော့များတယ်ဒါပေမဲ့ရောင်းအားတော့မတက်လာဘူးဆိုတဲ့ account မျိုးတွေဖြစ်တတ်ပါတယ်ဒါကဘာဖြစ်လို့လဲဆိုရင်ကိုလိုချင်တဲ့ရလဒ်နဲ့ကိုလုပ်ချင်တဲ့ idea နဲ့လွဲချော်သွားတာဖြစ်ပါတယ်ဒီလိုမျိုးလဲဖြစ်လေဖြစ်တာရှိကြပါတယ်ဒီလိုမျိုးမဖြစ်အောင်လို့ကိုက marketing agency ကိုစပြီးတော့ add တော့မယ်ဆိုရင်ကိုကတော့ဘယ်လို idea လေးတော့လုပ်ချင်တယ်ရလဒ်ကတော့ဘယ်လိုရလဒ်တွေကိုရချင်တယ်ဆိုတော့ပြောပြပေးထားဖို့လိုပါတယ်ဒီလိုမျိုးပြောပြပေးလို့ရှိရင် marketing agency ဘက်ကနေဘယ်လိုမျိုးလေးတွေတော့လုပ်တင်တယ်ဆိုတာကိုပြောပြပေးပါလိမ့်မယ်ဒီအသုံးများကြတာကတော့ brand အသစ်တွေဆိုရင်ဘယ်လိုမျိုးသုံးတင်လဲဆိုရင် brand awareness အတွက်80%လောက်သုံးပြီးတော့ sales အတွက်30%လောက်သုံးတင်ပါတယ်နာမည်ရပြီးသား brand တွေဆိုရင်တော့40-60ပုံစံမျိုးလဲအသုံးပြုလို့ရပါတယ်ဒါကတော့ brand တစ်ခုနဲ့တစ်ခုတူညီမှာမဟုတ်ပါဘူး marketing budget ပေါ်လဲမူတည်သလို brand ရဲ့ objective တွေပေါ်လဲမူတည်ပါတယ်ဆိုတော့ဘယ်လိုမျိုးတည်ဆောက်ရမလဲဆိုရင် brand awareness နဲ့ကိုယ့်ရဲ့ brand ကိုလူတွေများများသိအောင်လုပ်ရမယ်ပြီးတော့မှကျွန်တော်တို့ sales content တွေနဲ့တင်ရမှာဖြစ်ပါတယ်ဆိုတော့ဒါကိုလစဉ်လတိုင်းလုပ်သွားမယ်ဆိုရင်ကိုယ့်ရဲ့ brand awareness လည်းရလာမှာဖြစ်တယ်လို့ sales တွေလည်းတက်လာမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့ဆိုရင် comment မှာအဆုံးထိလို့မှန်ခဲ့ပေးပါ